Ok, alo mình là ba, tôi cho nó Windows setting như thế nào nó, cho nó Windows setting mà thôi, cho nó Windows USB pen mà phía DVD mà phía nhìn pan này nó, cho nó USB pen mà, này tôi lấy cái là của nó, cho nó chỉ cái là pan nào vậy, pan mình cho nó set theo như thế này, đi set theo USB bao view ra này, ok, mình thu view này cho nó phải set lâu này thôi, vì sao chả là ba có cùng đầu. Ok, mà reset ချလိုက်မယ်ချလိုက်ပြန်တယ်ကျွန်တော်တို့ဒီမျိုးဆက်ဖြစ်နေကျွန်တော် F2 ပဲဖြစ်ပေါ့နော်ကိုရဲ့တက်ဆိုင်ရာ key တစ်ခုခုပေါ့နော်ကျွန်တော်ဆက်ကတော့ကျွန်တော် F2 နဲ့ခေါ်မှာဖြစ်ပါတယ် F2 ကိုနှိပ်ထားလိုက်ပါသူနှိပ်လိုက်လို့ဒီမျိုးကြာသွားပြီဆိုရင်ကျွန်တော်လွတ်လိုက်ပါဟုတ်ကဲ့ဒီမျိုးပေါက်တက်လာမယ်ကျွန်တော်တို့ပေါက်တက်လာတယ်ကျွန်တော်တို့ဒီ arrow မြားလေးနဲ့ပေါ့နော်ဒီဘက်မြားလေးနဲ့ဘက်မြားလေးကိုကျွန်တော်တို့ပေါ့ချီကိုတွားမယ်ပေါ့ချီတွားရင်ကျွန်တော် CD USB ရုံးနဲ့တင်မှာဖြစ်တဲ့အတွက် USB ရုံးနဲ့တင်မှာဖြစ်တဲ့အတွက်ကျွန်တော် USB အပေါ်ဆုံးမထားမယ်အကယ်၍အပေါ်ဆုံးမဟုတ်ဘူးလေဒီအောက်က arrow မြားလေးနဲ့တွားပြီးတော့ကျွန်တော်တို့အပေါ်ဆုံးရအောင် F6 လေးနဲ့တင်လိုက်ပါနော်အပေါ်ဆုံးရောက်သွားပြီဆိုတော့ကျွန်တော်တို့ဟုတ်ကဲ့ဒီနေရာမှာကျွန်တော်လေကောင်းထားပြီးကျွန်တော် F10 ကိုနှိပ်ပြီးတော့ under စက်တိုက်ခောက်ထားလိုက်မယ် yes လို့ပေါ်လာရင် yes ကိုပြီးပြီး under ကိုစက်တိုက်ခောက်ထားလိုက်မယ်မျိုးပေါ်လာနဲ့လွတ်လိုက်ပါဟုတ်ကဲ့ကျွန်တော်တို့ window ရွေးခိုင်းပြီကျွန်တော်ဗာရွေးမလဲဒါမျိုးကျွန်တော် language ဒီ my language ဆို my language ပေါ့နော်ကျွန်တော် language ရွေးခိုင်းတယ်ကျွန်တော် English my language is English ကိုကျွန်တော်ရွေးထားလိုက်တယ်ရွေးပြီးကျွန်တော် enter ခောက်လိုက်enter ခောက်ပြီးဒီ language ရွေးခိုင်းမယ်ဒီမျိုးဆိုရင် language ရွေးခိုင်းကျွန်တော်ဗာတဲ့ next ကိုတွားလိုက်မယ်ညာလေးနဲ့ပေါ့နော်ညာသုံးပြုလို့ရပြီတော့ကျွန်တော် next ကို set နှိပ်လိုက်မယ်ပြီးရင်လည်းstart now နှိပ်လိုက်မယ်နောက်စောင့်လိုက်ပါဒီနေရာမှာနည်းနည်းကြာပါတယ်โอเคဒီနေရာမှာကျွန်တော်တို့ဘယ် window နှစ်ခုပါတယ်ပေါ့နော်ဘယ် window ကျွန်တော်တုံးပြုမယ်ကျွန်တော်အောက်ကကျွန်တော် Adapter window ကိုကျွန်တော်တက်ရွှေ့ပြီးတော့ကျွန်တော်တို့ enter ခောက်လိုက်မယ်နော်โอเคဒီနေရာမှာကျွန်တော်တို့ဗာဆက်နေမှန်ချလေးပေးလိုက်ပါမှန်ချလေးပေးလို့ကျွန်တော်တို့ next ကိုထပ်တွားလိုက်မယ်ပြီးဒီညမှာရွေးရမလဲဆိုတော့ကျွန်တော်တို့အပေါ်ဟာတော့ window ဒီအောက်ကဟာကိုရွေးလိုက်ပါကျွန်တော်တို့ install ပေါ့နော်အောက်က install ရွေးပြီးတော့ကျွန်တော်တို့ဒီညမှာဘယ်မှာထည့်မလဲဘယ် file မှာထည့်မလဲပေါ့နော်ကျွန်တော်တော့ C ဒီညမှာကျွန်တော်တို့ partition ခွဲလို့ရပါတယ် partition ခွဲမယ်ဆိုရင်ကျွန်တော်တို့အကုန်လုံး format ချရတတိနှိပ်ပြီးလိုက်ဒါဆိုရင် window ဟောင်းတွေကို format ချလိုက်တော့ပေါ့နော်အဲမှာရှိတဲ့ window တွေဘာတွေအကုန်လုံးပေါ့နော်ကျွန်တော် format ချတယ်ပြီးရတဲ့ delete နဲ့ဖြတ်လိုက်တယ် format ချရ delete နဲ့ဖြတ်ရင်ကျွန်တော် partition ပြန်ပေါင်းသွားတယ်ပေါ့နော် delete ထားကြည့်ပါဟုတ်ကဲ့နောက်ထပ်လည်းအတူတူပါပဲဒီလိုမျိုးပဲကျွန်တော်တို့ partition နဲ့ပြန်ပေါင်းသွားမယ် format ချမယ်ဟောချရောကျွန်တော်တို့ delete နဲ့နှိပ်လိုက်မယ်ဟုတ်ကဲ့ဒါဆိုရင်ဒီ partition တွေပြန်ပေါင်းလိုက်ပြီပေါ့နော်ဒါလည်းတူတူပါပဲကျွန်တော်တို့လည်းနေမယ်ကျွန်တော် partition ပြန်ခွဲပြမှာပေါ့နော်
ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ဟတ်တရအကုန်လုံးပါတီရှင်ပေါင်းသွားပြီပေါင်းသွားကျွန်တော်ပါတီရှင်ပြန်ခွဲမယ်ဆိုရင်ဥပမာပေါ့နော်ကျွန်တော်တို့နေယူနှိပ်ပြီးတော့နေယူနှိပ်လိုက်ပါညူနှိပ်ပြီးကိုခွဲချင်တယ်လို့ပေါ့နော်ကိုခွဲချင်တာကိုဒီမှာဆက်လက်ပေးလိုက်ပေါ့နော်ဥပမာပေါ့ကျွန်တော်တို့ဟတ်တထောင်ရှိကျွန်တော်200လောက်ခွဲမယ်200ဆိုရင်တကယ်ကိုကျွန်တော်တို့1024 MB ရှိတယ်စက်ကဲဆိုရင်1000ကျော်ပေါ့နော်တတိယဆိုရင်3ကျော်ကျွန်တော်တို့2သိန်းခွဲလောက်ကျွန်တော်ပေးလိုက်မယ်2သိန်းခွဲလောက်ပေးပြီးကျွန်တော်တို့ apply နေလိုက်မယ်ပြီးရင်လည်း okay ပေးလိုက်မယ်ဟုတ်ကဲ့ဒါဆိုကျွန်တော်ပါတီရှင်ခွဲသွားပြီကျွန်တော်ခွဲလိုက်တာ243 MB ရှိတယ် GB ရှိတယ်ပေါ့နော်ဒီမှာဒါကြောင့် system ဘိုင်းနေပါဒီစက်တွေပြန်ပေါင်းလဲရပြီပေါ့ထားလိုက်ပါ system ဘိုင်းကျွန်တော်ဒီမှာ window ထည့်မယ် window ထည့်မယ်ဒီလိုပဲဒီနေရာကို select ပေးထားပြီးကျွန်တော် next နေလိုက်ပါဒါဒီနေရာမှာချိန်နေကြပါတယ်စောင့်ပြီးလိုက်ပါနိုင်ပွဲဝင်ကျင်တော့ပေါ့နိုင်ပွဲကြောလောက်လည်းကြာရင်ကြာနေပါဟုတ်ကဲ့ခုနကပါဆက်နေကျွန်တော်တို့သွားနေပါနော်အဲ့ဒါလေးပြီးတော့မှပြောပြတယ်အမှန်ချစ်တွေပြီးသွားတယ်ဟုတ်ကဲ့အမှန်ချစ်အားလုံးပြီးသွားတယ်ခုနဆောင်းလိုက်ပါခုနကဆက်မှာဆက်ရှိလေးစောင့်ပြရပါတယ်ကျွန်တော်တို့ရပဲနောက်နေ့ပြီးပါတယ်ဒီပေါ့နော်ဟုတ်ကဲ့ဒီကိစ္စကိုကျွန်တော်တို့ internet နဲ့ကျွန်တော်တို့ driver တွေကိုထည့်မှာဖြစ်တဲ့အတွက်ဒီကျွန်တော်တင်ပြီးဒီ window ပါပေါ့နော်ကျွန်တော်တင်နေပြီလို့ကျွန်တော် internet နဲ့ driver တွေကိုထည့်တာဖြစ်ပါတယ်2 driver မလို့ driver ခွေမလို့ပါအကြောင်းမို့ကျွန်တော်တို့ wifi ရှိတဲ့နေရာမှာကျတော့ wifi နဲ့ပေါ့နော် number ရှိတဲ့နေရာနဲ့ပေါ့ကျွန်တော် wifi ရှိတဲ့အတွက် wifi နဲ့ကျွန်တော်ဒါကျွန်တော် wifi နံပါတ်ပေါ့နော်ဒီ wifi နံပါတ်ပြီးရတယ်ကျွန်တော်တို့နေ့ဒီကိုဆက်နေလိုက်မှာကျွန်တော်ပြီးရတယ်ကျွန်တော်ဗာဆက်နေမယ်ဆိုဒီဘက်ကဟာလေးပဲဒီ USE ဆိုတဲ့နေရာလေးပဲနေလိုက်ပါကျွန်တော်ဘက်နဲ့ပြန်မဆုပ်ရတော့ဘူးเนาะကျွန်တော် wifi မိုင်းနဲ့ကျွန်တော်ဘက်နဲ့ပြန်ဆုပ်လိုက်ဘူးဘက်နဲ့ဘက်မိုင်းဆိုတော့โอเคဒါဆိုရင်ဒီ window တက်လာတယ်မယ်เนาะကျွန်တော် high ဆိုတော့ color ရေးခိုင်းတော့မယ်ပြီး PC နဲ့တောင်းမယ်ဒီစနေပြီးတော့ကျွန်တော် window တင်တာ PC ရောပါတော့ချိန်ပြီးနိုင်မယ်ဆိုရင်ပေါ့နော်ကျွန်တော်ဒီ window တင်ပြီးတော့ကျွန်တော်အားလုံး file ထည့်တာအစားပေါ့နော်ပြီးတော့ကျွန်တော်တို့ window ဒီ loader တွေနဲ့ကျွန်တော်တို့ update ဖြစ်အောင်လုပ်တဲ့နည်းလေးနဲ့ကျွန်တော်တစ်ခါလေးပြအောင်မှာဖြစ်ပါတယ်ပြည့်စုံလေးဖြစ်တော့အောင်ပေါ့နော်
လွတ်တင်တာတော့အချိန်ကတနားရီတော့ကုန်မှာပေါ့နော်ဒီစက်မှာကျွန်တော် next ပဲတွားလိုက်ပါဒီစက်မှာကျွန်တော်တို့ဒီအောက်ကဒီအောက်ကဟာလေးနှိပ်ရော GOIN ဆိုတဲ့နေရာလေးနှိပ်ရောကျွန်တော် next ဆက်တွားလိုက်ပါဒီနေရာမှာကျွန်တော် PC နေရွေးခိုင်းပြီကျွန်တော်တို့ PC နေကြတဲ့နာမည်ပေးမယ်ပြီးတော့ဒီအောက်မှာ password ကိုတယောက်တည်းသုံးတာမဟုတ်ဘူးတခြားလူတွေမသုံးသိရှင်တဲ့လူတယောက်တည်းတည်ဆိုတော့เนาะကျွန်တော်တို့ Windows ဖွင့်တဲ့အခါကျတော့ password ပေးထားလဲရပါတယ်ကျွန်တော်တို့မပေးတော့ပါဘူး password မိတယ်ဆိုရင်လည်း short ရှိလို့ပေါ့နော် PC နေပေးမယ်ဟုတ်ကဲ့ PC name ပေးပြီးရတယ်ကျွန်တော် next တွားလိုက်မယ်โอเคဒါဆိုကျွန်တော် Windows 10လို့ပြီးဆုံးသွားပြီပေါ့နော်ဒါဆို Windows တစ်ခုရပါပြီအားလုံးကဟုတ်ကဲ့ဒီမှာကိုချင်းကျင်တဲ့ background တွေလည်းချင်းလို့ရပါတယ်ပြီးတော့ color နောက်က color တွေလည်းဒီနာပေါင် color တွေပေါ့နော်ကုန်ထည့်လို့ရပါတယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော် Windows 10ပေါ့နော် Windows 10ကျွန်တော်ပြီးသွားပြီဒီလိုပြီးသွားပြီဆိုရင်ကျွန်တော်ဘာဆက်လုပ်ပြမလဲဆိုတော့နောက်တစ်ဆင့်မှာနော်ဗမာစာဖောက်တစ်ခါကျွန်တော်ထည့်ကြမှာဖြစ်ပါတယ်ကျွန်တော်တို့ဗမာစာဖောက်တော့ internet မှာ download လုပ်ရပါတယ်ချီဗီဒါလူတော့ကျွန်တော်လုပ်လို့လိုက်လုပ်ကြည့်လိုက်ပါနော်ကျွန်တော်တို့ဗမာစာဖောက်ရှင်းနေအောင်ချလိုက်မယ်64 bit ဖြစ်တဲ့အတွက်ဒီအောက်ကဆိုကြီး1 file ကိုအရင်ဆုံး install လုပ်လိုက်ပါဒီချက်ကလေးပဲ install လုပ်လိုက်ရပါတယ်ဒီနေရာမှာသူကဒီ follow လုပ်ခိုင်းမှာပေါ့နော်ကျွန်တော်တို့ reset ချခိုင်းမယ်ချပေးလိုက်ပါ
ဟုတ်ကဲ့ဒီအဆင့်ပြီးရတယ်ကျွန်တော်30ပဲဒီမှာရတော့ဒီအဆင့်ဆိုပြီးသွားပြီပေါ့နော်ဒီမှာသဘောက်ထည့်တယ်ကျွန်တော်60လေးပေးကြတော့ဒီဘုတ်ခါပြန်ပြီးကျွန်တော်လုံးမှာဖြစ်ပါတယ်အမောကနာကျွန်တော်ထောင်းပြီးသားရှိတယ်60လေးပေးအတွက်ပမာစာရတော့ okay ပါပြီဒီဘက်ဆိုရင်ကျွန်တော်တို့ဒီဘုတ်ရင်ထပ်ထည့်မယ်ဒီဘုတ်ထပ်ထည့်မှဖြစ်တဲ့အတွက်ဒီဘုတ်ကိုလိုက်မယ်လိုက်ပြီးကျွန်တော်တောင်းပဲနှစ်ချက်ကလစ်ပြီးတော့ run ပေးလိုက်မယ်အောက်လေးမှာကြည့်တာပါဒီဘုတ်တက်လာကျွန်တော်ဒီဘုတ်အဆင်ပြေပါပါဟုတ်ကဲ့ဒီမှာကျွန်တော် keyboard တက်လာပြီเนาะဒါဆိုရင် PC ဘက်ပါပြီကျွန်တော်တို့ပမာစာတော့ထည့်လာတော့ဗောနော်ဟုတ်ကဲ့ပမာစာအားလုံးအဆင်ပြေပါပါပြီဒီပါပြီဆိုရင်ကျွန်တော်တို့နောက်တော့ browser 2တော့ထည့်မယ်ဗောနော် browser internet သုံးဖို့ဟုတ်ကဲ့ကျွန်တော်ဒီ Firefox လို့ပေါ့နော် Firefox ဒီ Mozilla နဲ့ကျွန်တော် Mozilla browser ကျွန်တော်မောင်းလိုက်မယ်ပေါ့နော်မရှိသေးတဲ့ internet မှာ download ရပါနဲ့ Mozilla လို့ပဲရေးထည့်လိုက်ရင်ကျွန်တော်ချက်တဲ့ version ကျွန်တော် version 30နဲ့ပဲကျွန်တော်သုံးပါတယ်ကိုယ်က60ကျော်ထွက်နေပြီပေါ့နော်40ကျော်ထွက်နေပြီပေါ့ကျွန်တော်30နဲ့ပဲရေးဒီညမှာဒီအောက်ကအားလေးမှချစ်ပေးထားပါပြီးနေနဲ့ဆက်သွားလိုက်ပါဒီ version အဟောင်းတွေကိုကျွန်တော် install လုပ်နေတော့ကျွန်တော် internet ပိတ်တိုင်းကောင်းပါတယ်ဘာလို့လဲဆိုတော့ update မလုပ်တော့ဘူးပေါ့နော်ကျွန်တော်မပိတ်တော့ပါဘူးဟုတ်ကဲ့ပြီးတော့ဒီနေ့နေလိုက်မယ်ဆက်တဲ့ browser မှာထည့်ထားပါကျွန်တော် list တွားပြီးတော့ကျွန်တော်ဖွင့်လိုက်မယ်ကျွန်တော် browser တစ်ခုထည့်လို့ပြီးပါပြီပေါ့နော်ထည့်လို့ပြီးသွားရင်ကျွန်တော်တို့ဒီ browser ကိုကျွန်တော်ပမာစာရပါအောင်မနော်ဟောပမာစာရပါအောင်ကျွန်တော်ချိန်မယ်စစ်တင်နေဝင်မနော်ဒီနေ့ဝင်ပြီးကျွန်တော်တို့ဒီညမှာကျွန်တော်တို့အမြဲတမ်းကိုကဲတက်လာဖို့ sorryကိုကဲထည့်ပြီးကျွန်တော်တို့ okay ပြီးလိုက်မယ်ပြန်ဝင်မယ်နောက်ပမာစာဒီမှာထည့်မှာဖြစ်ပါတယ်ဒီနေရာမှာကြည့်ပါဒီတောင်းရရဝင်မယ်ပြီးရင်ကျွန်တော်ပမာစာကိုဒီမှာဆို G1 ရဝါပြီးတဲ့အတွက်ကျွန်တော်တို့ G1 ထည့်မယ်အားလုံးလည်းဒီတန်းလေးအားလုံးစောကြည့်ဒီဝိုင်းချိန်ပြီးကျွန်တော် okay ပြီးလိုက်မယ်ထပ်ပါတစ်ခုထပ်ပြောထည့်မယ်ဒီမျိုးပေါ်လာနေကျွန်တော်ပမာစာအတွက်ရပါပြီပေါ့နော်ဟုတ်ကဲ့ဒီမှာပမာစာအလုံးအဝိုင်းဖြစ်ပါတယ်
ဒါတော့မှသာထဲနီးလေးနဲ့ပေါ့နော်အားလုံးပဲအဆင်ပြေပါစေလို့